စပိန်နိုင်ငံကတီရွာပြန်ရဲ့ထူးဆန်းတဲ့ပါတီပွဲခင်ဗျားတို့ပါတီပွဲတစ်ခုကိုသွားမယ်ဆိုရင်ဘာတွေမျှော်လင့်ထားလဲရောင်စုံမီလုံးတွေကိတ်မုံတွေဂီတသံတွေနဲ့ကားခုန်နေကြတဲ့လူတွေဒါတွေကပုံမှန်ပါတီတစ်ခုရဲ့မြင်ကွင်းတွေပါဒါပေမဲ့စပိန်နိုင်ငံမှာကျင်းပတဲ့ပါတီတစ်ခုကတော့ဒီလိုမဟုတ်ပါဘူးဒီပါတီမှာဧည့်သည်တော်တွေကကားကောင်းစားကြီးတွေနဲ့ရောက်လာတာမဟုတ်ဘဲအခေါင်းတွေနဲ့ရောက်လာကြပါသည်သူတို့ကတောက်ပြောင်တဲ့ဝစ်စုံတွေစားဝမ်းနဲ့ပူဆွေးနေတဲ့အနက်ရောင်ဝစ်စုံတွေကိုဝစ်ထားကြတယ်အခေါင်းထဲမှာလေးလျောင်းနေတဲ့သူတွေကလည်းတေလူတွေမဟုတ်ဘဲမျက်လုံးပွင့်အသက်ရှူနေတဲ့လူရှင်တွေဖြစ်နေပါသည်ဒါဟာဇွန်ဘီဇက်ကားရိုက်ကူးနေတာမဟုတ်ပါဘူးဒါကစပိန်နိုင်ငံဂလီစီယာဒေသမှာနှစ်စဉ်ကျင်းပလေးရှိတဲ့ကမ္ဘာအထူးဆန်းဆုံး Near Death Festival တေရွာပြန်ပွဲတော်ကြီးပဲဖြစ်ပါသည်ဒီပွဲတော်ကိုနှစ်စဉ်ဇူလိုင်လ29ရက်နေ့ရောက်တိုင်းကျင်းပလေးရှိပါသည်ဒီပွဲကိုဆင်နွှဲဖို့အတွက်ဘယ်သူမှဆိုဝင်ခွင့်ရှိတာမဟုတ်ပါဘူးပါဝင်ခွင့်ရဖို့အရေးချင်းသတ်မှတ်ချက်တစ်ခုတော့ရှိပါသည်အဲ့ဒါကတော့လွန်ခဲ့တဲ့12လအတွင်းမှာတေဘေးနီးပါးကြုံတွေ့ခဲ့ရပြီးမှအန်အိုးပွဲအသက်ရှင်လွတ်မြောက်လာသူဖြစ်ရပါမယ်ကားအစီအံဖြစ်ပြီးတေဘီလို့ထင်ခဲ့ရပေမဲ့ပြန်ရှင်လာသူတွေဆရာဝန်တွေလက်လျှော့လိုက်ရတဲ့ယောဂကြီးတွေဖြစ်ပြီးမှပြန်ကောင်းလာတဲ့သူတွေရင်းနေပြီးမှအသက်ပြန်ရှူလာတဲ့သူတွေအဲ့လိုမျိုးလူတွေကဒီပွဲရဲ့အဓိကဧည့်သည်တော်တွေဖြစ်ပါသည်သူတို့က Saint Mother ဆိုတဲ့သူတော်စင်မကြီးကိုဂျေဇုဆက်တဲ့အနေနဲ့ဒီပွဲကိုလာကြတာပါကျွန်တော်သိရတော့မလို့ဖြစ်ခဲ့ပေမဲ့အခုတော့အသက်ရှင်လျက်ပါတီပွဲတက်နိုင်မှသေးတယ်ဆိုတာကိုကဘာသိအောင်ကြီးညာတဲ့သဘောပါပဲပွဲတော်မနက်ခင်းရောက်ပြီဆိုတာနဲ့ရွာလမ်းမတွေမှာထူးခြားပြီးတော့ကြက်သိမ်းထားစရာကောင်းတဲ့မြင်ကွင်းကိုစတင်မြင်ရပါပြီအာသူဝအခမ်းအနားသွားသလိုမျိုးအနက်ရောင်ဝစ်စုံတွေဝစ်ဆင်ထားတဲ့လူအုပ်ကြီးဟာဖျားเจ้าစီကိုချီတက်လာကြပါသည်ထူးခြားတာကသူတို့ရဲ့ပခုံးပေါ်မှာထမ်းလာတဲ့အရာတွေပါပဲအဲ့ဒါတွေကအစစ်မှန်တစ်သားအခေါင်းတွေဖြစ်ပါသည်အခေါင်းထဲမှာစောစောကပြောခဲ့တဲ့တေဘီကလွတ်လာတဲ့သူတွေကပက်လက်လန်လေးလျောင်းပြီးလိုက်ပါလာကြပါသည်သူတို့ကတေလူလိုငြိမ်နေပေမဲ့နေပူတဲ့အခါလက်ထဲမှာရက်တောင်လေးတွေခတ်နေတာကိုမြင်ရတာကတော်တော်လေးစမ်းကြဲတဲ့မြင်ကွင်းမှာဒီနေရာမှာစိတ်မကောင်းစရာအချက်လေးတစ်ချက်လည်းရှိပါသည်အကယ်၍အခေါင်းထမ်းပြီးမဲ့မိသားစုမရှိဘူးဆိုရင်တော့သူများတွေအခေါင်းစီးနေချိန်မှာကိုယ်အခေါင်းကိုကိုယ်တိုင်ထမ်းပြီးတော့လမ်းလျှောက်ရပါသည်မြင်အောင်ကြည့်ပါကိုယ်တင်ထဲမဲ့အခေါင်းကိုကိုယ်တိုင်ထမ်းပြီးတော့ရှောက်နေရတဲ့ခံစားချက်ကိုပါပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေပြီးဆူတောင်းတန်တွေကလွဲရင်ဘာအတန်မှမကြားရပါဘူးအခေါင်းတန်းကြီးဟာဘုရားကျောင်းကိုရောက်တဲ့အခါဝေပြုဆူတောင်းမှုတွေပြုလုပ်ကြပါသည်အဲ့ဒီအချိန်မှာတချို့လူတွေကငိုကြွေးကြတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့လအနေငယ်တုန်းကသူတို့တကယ်ပဲတိမ်မလို့ဖြစ်ခဲ့ကြတာကိုအခုလိုမျိုးအသက်ဆက်ရှင်သန်ခွင့်ရတာကိုဝမ်းသာလို့ငိုကြတာပါဒါပေမဲ့ဘုရားကျောင်းခန်းနာပြီးသွားတာနဲ့ရုတ်တရက်ဆိုသလိုပါတီပွဲအစ်စ်မှန်စတင်มาတော့တယ်ဝမ်းနေစရာအတုပအခမ်းအနားကနေပျော်ရွှင်စရာပွဲတော်ကြီးအဖြစ်ချက်ချင်းပြောင်းလဲသွားတာပါမီရှူမီဘက်နေပြစ်ဖောက်ကြတယ်ဂီတသံတွေထွက်ပေါ်လာတယ်လူတွေကလမ်းမပေါ်မှာကခုန်ကြတယ်စပိန်ရိုးရဝိုင်းနေတောက်ကြတယ်ဂါလီစီယာဒေသအတွက်ရေပဝဲဟင်းလျာတွေကိုမြင်ရရှက်ရစားတောက်ကြပါသည်အခေါင်းတွေကထွက်လာတဲ့သူတွေကတရားကိုယ်တရားဖက်လဲတကင်းနှုတ်ဆက်ပြီးငါတို့မသေးဘူးဟဲ့ငါတို့အသက်ရှင်နေတော့မဲဆိုပြီးတေမင်းကိုလှောင်ပြောင်းရင်ဘဝကိုအောင်ပွဲခံကြတာဖြစ်ပါသည်ဒါပေမဲ့မကြသေးခင်2022ခုနှစ်လောက်တုန်းကစပြီးတော့ဒီပွဲတော်မှာအပြောင်းအလဲတချို့ဖြစ်လာပါသည်ဒေသခံဘုန်းတော်ကြီးအစ်စ်တစ်ပါးကအသက်ရှင်လျက်အခေါင်းထဲဝင်တဲ့ဒလီဟာဘာသာရေးနဲ့မညီဘူးအယူသီးလို့နဲ့ကြောက်စရာကောင်းနေဆိုပြီးအခေါင်းထမ်းတဲ့အစီအစဉ်ကိုပိတ်ပင်မှုစူးစမ်းခဲ့ပါသည်ဒါကြောင့်နောက်ပိုင်းနှစ်တွေမှာအခေါင်းတွေတိတ်မမြင်ရတော့ပဲရိုးရိုးဖျားကြောင်းတက်ဆူတောင်းတာမျိုးပဲလှုပ်ခွင့်ရတော့တယ်လို့ဆိုပါသည်ဒါပေမဲ့ဒေသခံတွေကတော့တိတ်မကျေနပ်ကြပါဘူးသူတို့ဟာဒါအတွက်ဒါဟာယူသီးတာမဟုတ်ဘဲတေချင်းတရားနဲ့မျက်နှာချင်းဆိုင်တွေးခဲ့ရတဲ့လူတစ်ယောက်ရဲ့ဒုတိယအကြိမ်လူဖြစ်ခွင့်ကိုတန်ဖိုးထားတဲ့နီလန်တစ်ခုဖြစ်နေလို့ပါပဲNear Death Festival ကကျွန်တော်တို့ကိုအရေးကြီးတဲ့ message တစ်ခုလည်းပေးနေပါသည်လူဆိုတာမသိခင်အချိန်ထိအသက်ရှင်ရတာဘလောက်တောင်ကောင်းသလဲဆိုတာကိုမီလီယံနေတဲ့ကြာပါသည်မနက်မိုးလင်းရင်ယုံသွားမယ်အလုပ်လုပ်မယ်အိမ်ပြန်မယ်ဒါပေမဲ့ကိုယ့်အသက်ကိုနှုတ်ယူသွားမယ်အန်ဒီရဲ့တစ်ခုနဲ့ကြုံလိုက်ရတဲ့အချိန်မှာဒီတာမန်နေ့ရက်လေးတွေကဘလောက်တန်မိုးရှိလဲဆိုတာသိလာကြတာပါအခေါင်းထဲကိုခဏဝင်ပြီးပြန်ထွက်လာခွင့်ရတဲ့ဒီလူတွေကတော့မနက်ခင်းနေရောင်ကြီးရဲ့အလှလေပြေလေညင်းရဲ့အရာသာနဲ့ချစ်ခင်ရသူတွေနဲ့အတူရှိနေရတဲ့တန်ဖိုးကိုဘသူထက်မဆိုပိုနားလည်ပြီးပါတီပွဲကျင်းပနေတာဖြစ်ပါသည်မိတ်ဆွေရောဒီလိုပွဲတော်မျိုးသာရှိခဲ့မယ်ဆိုရင်ကိုယ့်ရဲ့အခေါင်းထဲဝင်လဲပြီးငါအသက်ရှင်နေသေးတယ်လို့ကဘာကြီးကိုကြေညာရဲမလား